အဲ့တော့ခစစ်ကြုံနေတဲ့လူတို့ခါနာနေတဲ့လူတွေကဘိုက်လက်ကျင်ကန်ကိုဘယ်လိုလုပ်ရမလဲတဲ့ဒီပုံစံကိုလုံးဝလုပ်လို့မရပါဘူးเนาะကျွန်တော်ဘာကြောင့်မလုပ်လို့မရလဲဆိုတော့ကျွန်တော်ရှင်းပြမယ်သူကခါကသူကအဲ့လိုမြောက်မြောက်သွားရတယ်နော်ခစစ်ကြုံနေတဲ့ PID သမားတွေဆိုတာပို့ပြီးဆိုးသွားတယ်အဲ့တော့ဘယ်လိုလေးကျင်ကန်တွေလုပ်ရမလဲဆိုတော့ကျွန်တော်တို့ကဘိုက်လေးကျင်ကန်ကိုလုပ်ချင်တယ်ဆိုရင် lumbar ကိုခါကိုထိန်းထားတဲ့ lumbar stability exercise မျိုးစားဘိုက်လေးကျင်ကန်ပဲလုပ်လို့ရမယ်နော်အဲ့ဒါလေးကျွန်တော်သင်ပေးမယ်နော်ဒီကောင်းလေးကိုထောင်းလိုက်ပါလက်ကလေးကိုခေါင်းပေါ်မှာတင်မယ်ဒါက abdominal crunch လို့ခေါ်တယ်โอเคထားလိုက်ပါမြင်လားခါလှုပ်ရှားမှုမပါဘူးဒါပေမဲ့ဒီ bite ကြွသားတွေအလုပ်လုပ်နေရတယ်เนาะဒါ upper abs လို့ခေါ်တယ် upper abs abdominal muscle တွေเนาะအဲ့ခဏလေးတောင့်ထားပြီးမှ relax လုပ်ဟုတ်ပြီထားပါဟုတ်ပြီတောင့်ထားပါပြေ relax လုပ်အဲ့ဒါကို10ချိန်3ကြောအချိန်30ပဲလုပ်ပေးပါအချိန်30နဲ့မပူပါစေနဲ့ဒါကဒီ bite ကြွသားရဲ့ဒါ rectus abdominis ရဲ့အပေါ်မှာရှိတဲ့ကြွသားတွေကို activation ပေးတာโอเคเนาะဒီကအောက်ပိုင်းကရှိတဲ့ကြွသားတွေကိုဘယ်လိုမျိုးလေ့ကျင့်ခန်းလုပ်ရမလဲဆိုရင်6ကလေးဆန့်လိုက်ပါ6ကလေးဆန့်ပြီးတော့ flight kick လုပ်မယ်လက်ကိုဟုတ်ပြီခါအောင်မှာအဲ့လိုလေးထိန်းထားလိုက်เนาะခါကိုထိန်းထားလိုက်တဲ့သဘောမျိုးเนาะပြီးတော့ flight kick လုပ်မယ်နည်းနည်းလေးအပေါ်မြောက်တယ်အောင်သားလေးနေကျွန်တော်လုပ်အောင်နည်းနည်း short ဟုတ်ပြီ6ကလေးဆန့်လာ6နည်းနည်းလေး short အောင်သားလေးတွေအဲ့တန်းလေး okayနည်းများတယ်နော်နည်းနည်းလေးများတယ်အောက်ပိုင်းလေးနေလုပ်ပါနော်အဲ့ဒါက lower abdominal muscle လို့ခေါ်တယ်နောက်ဒီဘိုက်မှာရှိတဲ့အောက်ပိုင်းမှာရှိတဲ့ကြွက်သားတွေကိုတန်ပါစေတယ်အဲ့တော့ခါနာနေတဲ့လူကကျွန်တော်အဓိကအတူချုံပြောမယ်ဆိုရင်ဘိုက်လေးကျင်ကန်တွေလုပ်ချင်တယ်ဘလို့ဘိုက်လေးကျင်ကန်တွေ upper abs နဲ့ lower abs တွေဘလို့လုပ်ရမလဲဆိုရင်ခုနပြောသလိုဒီလေးကျင်ကန်နှစ်မျိုးကိုအစားထိုးပြီးတော့လုပ်ပေးပါနော်လိုက်ပါစီမျောအတွင်စိတ်ငြိမ်းချမ်းရရှိအောင်ရှာ